ကျိုးတွေယုံကြည်သူခရစ်ယာန်တယောက်အနေနဲ့အမျက်ထွက်ချင်တယ်ဆိုရင်လိုက်နာရမယ့်ချက်6ချက်ရှိပါတယ်နံပါတ်1ကကျိုးတွေရဲ့အရင်းမြစ်ကိုတည်ရမယ် know your source ပေါ့နော်နံပါတ်2က act of worship ပြီးပြီဆိုရင်နံပါတ်3က plan your trade your plan ဖြစ်မယ်နံပါတ်4ကျတော့ focus ပေါ့နော်ပြီးပြီဆိုရင်နံပါတ်5က save ဖို့တဖို့နံပါတ်6က save ဒါမှမဟုတ်ဆိုလဲ reinvest ဖြစ်မယ်ကျွန်တော်တို့ရဲ့အရင်းမြစ်ကိုမပြောခင်မှာကျွန်တော်ဖတ်ချင်တဲ့စံစာလေးပိုင်လေးရှိတယ်ဘယ်ဟာလဲဆိုတော့ယောမ17:36မှာဆိုရင်ခတ်တိန်တို့အရာတို့ဒီကိုတို့အထဲက၎င်းကိုတော်အားဖြင့်၎င်းကိုတို့အဖို့အလို့ငါ၎င်းဖြစ်ကြ၏တဲ့ကဘာဆက်ဆက်ဘုံကြီးတော်မူစေတည်းအာမင်ဟုတ်ပြီနော်ကျွန်တော်တို့ဒီတည်ရမှာကကိုလှုပ်လို့ကိုစားရတာမဟုတ်ဘူး trading လုပ်တဲ့အချိန်မှာပေါ့နော် trading လုပ်တဲ့အချိန်မှာကျွန်တော်ရဲ့ဝင်ငွေကဒီ trading ကနေရတာဘာမဟုတ်လဲစီးပွားရေးကနေရတယ်လို့ကျွန်တော်တွေသတ်မှတ်လို့မရပါဘူးဟုတ်ပြီနော်အဲ့ဒါတွေအကုန်လုံးကကျွန်တော်တွေကိုဘုရားသခင်ကောင်းကြီးပေးတာဖြစ်ပါတယ်ဘုရားသခင်ကောင်းကြီးပေးလို့ကျွန်တော်တွေလက်ခံရရှိတာဖြစ်ပါတယ်โอเคကျွန်တော်ရေပိုက်ခေါင်းကိုကျွန်တော်ဖွင့်မယ်ရေပိုက်ခေါင်းကိုဖွင့်တဲ့အချိန်မှာရေလာတယ်ဟုတ်ပြီနော်အဲ့ရေလာတယ်ဆိုရင်ဒီရေကိုကဘယ်ကနေရတာရေပိုက်ခေါင်းကနေရေကထွက်လာတာလားဒါမှမဟုတ်ဘူးဆိုရင်ဒီရေရဲ့အရင်းမြစ်ကနေရေကလာတာရေပိုက်ခေါင်းကိုဖွင့်တဲ့အချိန်မှာကျွန်တော်တွေရေရတယ်ဆိုတာကကျွန်တော်တွေကိုရေပေးတာကရေပိုက်ခေါင်းကကျွန်တော်တွေကိုရေပေးတာမဟုတ်ဘူးဒီရေရဲ့အရင်းမြစ်ကရေကိုပေးတာဖြစ်တယ်ဥပမာကျွန်တော်တွေပြောမယ်ဆိုရင်မြစ်ချောင်းအင်းရိုင်ပေါ့ဟုတ်ပြီနော်အဲ့ဒီမြစ်ချောင်းအင်းရိုင်ကနေကျွန်တော်ဆက်ပြီးမှလှုပ်လိုက်မယ်ဆိုရင်သမုတ်တရားပင်လယ်ဘာညာဟုတ်လား water cycle အထိပေါ့ရောက်တော့မှာဖြစ်ပါတယ်ရေပိုက်ခေါင်းဥပမာကိုပဲကြည့်ရမယ်ဆိုရင်ဒီရေပိုက်ခေါင်းက trading လုပ်တာဖြစ်ပါတယ်ဟုတ်ပြီနော်ဒါပေမဲ့ကျွန်တော်ရဲ့ဝင်ငွေအရင်းအမြစ် blessing ကဒီရေပိုက်ခေါင်းနဲ့မဆိုင်ပါဘူးဟုတ်ပြီနော်ဘယ်ကနေဆိုင်လဲယေရှုကနေပဲဆိုင်တယ်ဒါဆိုရင်ကျွန်တော်တွေဖျားသခင်စီကနေကျွန်တော်တွေဒီငွေရေးကြေးဆိုင်ရာကောင်းကြီးရဖို့အတွက်ဆိုရင်လည်းဒီရေပိုက်ခေါင်းဆိုတဲ့အလုပ်ကလိုပါတယ်ကျွန်တော်တွေအလုပ်မလုပ်ဘဲနဲ့တနေ့ကိုထိုင်ပြီးမှဆူတောင်းနေလို့မရပါဘူးဘာလို့လဲဆိုတော့အရင်မြစ်ကနေကောင်းကင်ဘဝကနေဘုံနဲ့ကြာလာတာမဟုတ်ပါဘူးဂျားထဲမှာ tools တွေ contactor တွေလိုပါတယ်ဒီခဏကကျွန်တော်ဥပမာပေးတဲ့ရေပိုက်ခေါင်းလိုမျိုးပဲကျိုးတွေကအရင်မြစ်နဲ့ကတော့ကျိုးတွေတည်တယ်ဒါပေမဲ့အရင်မြစ်နဲ့ဆက်သွယ်ထားခြင်းမရှိဘူးဖះနဲ့မိတ္တဟာရပြုထားခြင်းမရှိဘူးပြီးပြီဆိုရင်ကိုလုံနေတဲ့လုပ်ငန်းတစ်ခုခုမရှိဘူးဆိုရင်ဖះကောင်းကြီးပေးဖို့ခက်ပါတယ်ဖះဘာပြောထားလဲဆိုတော့ကျွန်တော်တို့တွေလုပ်တဲ့အလုပ်တွေမှာလုပ်မှန်သမျှเนาะအလုပ်တွေမှာမဟုတ်ဘူးအလုပ်မှန်သမျှကိုဖះကောင်းကြီးပေးခြင်းနဲ့ဖះဖြစ်ပါတယ်ကျွန်တော်ရဲ့လက်နဲ့ထိတဲ့အရာမှန်သမျှကိုကျွန်တော်ရဲ့လက်နဲ့လုပ်နေတဲ့အရာမှန်သမျှကိုကောင်းကြီးပေးခြင်းနဲ့ဖះဖြစ်ပါတယ်အာမင် blessing ရဖို့အတွက်ဆိုရင်ဘာထက်လို့လဲဆိုတော့အဲ့ဒီရေပိုက်ခေါင်းဆိုတဲ့အလုပ်တော်၎င်းလိုအပ်ပါတယ်โอเคဖះနိုးစော်တဲ့conference တော်၎င်းဒါမှမဟုတ်လဲ Sunday service တော်၎င်းပေါ့နော်ဖះနိုးစော်တယ်ကွာဒီရဲ့ service ကိုသွားပါအဲ့လိုမျိုးနိုးစော်တယ်ဒါပေမဲ့ကျိုးတွေကတစ်ဖက်ကိုပြန်ကြည့်လိုက်တယ်အဲ့လိုငါဒီ service သွားလိုက်တယ်ဆိုရင်ငါအလုပ်ကိုငါခွင့်တိုင်ရမယ်ငါအလုပ်ကခွင့်မပေးဘူးအဲ့ကြောင့်လို့ငါ service ကိုမတွားတော့ဘူးအဲ့လိုမျိုးသဘောထားတာကပါလဲဆိုတော့ဘုရားသခင်ကကျွန်တော်တို့ရဲ့ source ဖြစ်တာကိုယုံကြည်ခြင်းမရှိတာနဲ့အတူတူပါပဲတကယ်လို့ဒါကိုယ့်ရဲ့စီးပွားရေးဒါမှမဟုတ်လဲကိုယ့်ရဲ့ဒီ trading လုပ်ငန်းကိုကျွန်တော်တို့ရဲ့ဝင်ငွေအရင်းမြစ်ဖြစ်တတ်မှတ်မယ်ဆိုရင်ဒါကရေရှည်မခိုင်ခန့်ပါဘူးဘယ်လိုမျိုးလဲဆိုတော့ပျက်စီးဆုံးရှုံးခြင်းတွေကြုံရတတ်ပါတယ်အခုရဲ့အလုပ်ကတစ်လဒေါ်လာ9000ရရလို့ပဲသတ်မှတ်လိုက်9000ရလို့သတ်မှတ်တယ်ဒါပေမဲ့ဒီရဲ့ဖျားစကားပြောတဲ့ဒီရဲ့ service မှာတော့၎င်းဒီရဲ့ conference မှာတော့၎င်းကကျို့တွေလုပ်ငန်းရှင်တရားရောက်နဲ့တွေ့တယ်ထားလိုက်သူတို့တယောက်နဲ့တွေ့ဖို့တော့ကိုဖျားစီစဉ်ထားပေးတယ်အဲ့ဒါဆိုရင်တစ်လကိုဒေါ်လာ1000နဲ့ချီရလာနိုင်တဲ့အခွင့်အရေးရှိတယ်အဲ့ဒါကိုကျွန်တော်တို့ညီကောင်မောင်မတွေကဘယ်လိုမျိုးစဉ်းစားလိုက်လဲဆိုတော့ဒီဘက်ကငါရဲ့အလုပ်ကငါရဲ့ source ဖြစ်တယ်ဒီရဲ့အလုပ်ကိုပြတ်တယ်ဆိုရင်ငါတို့အလုပ်ပြုတ်မယ်ဆိုမှစဉ်းစားလိုက်ရဆိုရင်ကျိုးရဲ့ဆုံးရှုံးမှုအကြီးပါတယ်ပြီးပြီဆိုရင်ကျိုးတွေလုံးရတော့မယ့်အလုပ်တစ်ခုကိုမလုပ်ခင်မှာဖျားစီကိုအရင်အပ်ရပါတယ်โอเคတုတ်တန်16:3မှာဆိုရင်ကိုပြုတ်တော့အမှုတို့ကိုထာဝရဖျားနိုင်အပ်လို့တို့ပြုတ်လင်တင်ဤအကြံစီတို့ဒီတည်ကြလိမ့်မည်တဲ့အဲ့လိုမျိုးရေးထားတယ်တွေ့ရမလားအဓိကကွာဖျားကိုအရင်အပ်ခိုင်းတယ်ဖျားစီကိုအရင်လာခိုင်းတယ်ဖျားကိုအရင်ရှာပါဆိုတော့ဒါလည်းအတူတူပဲဒါပေမဲ့ကျွန်တော်တို့တွေကလမ်းလွဲသွားကြတတ်တယ်
ဘာလဲဆိုတော့ဘာကိုရွေးမလဲအဓိကအဲ့ဒီရဲ့အချက်တွေကတော့ကျွန်တော်တို့ရဲ့ source ကိုမတိတာကျွန်တော်တို့ရဲ့အရင်းမြစ်ကိုမတိတာကျွန်တော်တို့ရဲ့ source ကကျွန်တော်တို့ရဲ့အရင်းအမြစ်ကထာဝရဘုရားသခင်ဖြစ်ပါတယ်အဲ့ဒါကိုယုံကြည်ပါအဲ့ဒီစိတ်နဲ့ကျွန်တော်တို့ trading လုပ်ရမှာဖြစ်ပါတယ်